ကျွန်တော်အင်တာနက်ပေါ်မှာအကြောင်းအရာတစ်ခုကိုဖတ်လိုက်ရတယ်ဗျအဲ့ဒါကနီးပညာကြောင့်စီးပွားရေးပုံစံဟောင်းတွေတဖြည်းဖြည်းပျောက်လာတယ်ဆိုတာပေါ့တော်မတ်ကွတ်ဆိုတာကဘာပေါ်မှာနှစ်ပေါင်း198နှစ်တိုင်ခီးသွွားလုပ်ငန်းနဲ့ဆိုင်တဲ့စီးပွားရေးတွေကိုလှုပ်ဆောင်နေတဲ့လုပ်ငန်းကြီးတစ်ခုဖြစ်တယ်ဗျဒါပေမဲ့သူကနီးပညာခေတ်ပြောင်းကိုမလိုက်နိုင်တဲ့အတွက်ကြောင့်မလို့လုပ်ငန်းစုကြီးတစ်ခုလုံးပိတ်သိမ်းလိုက်ရတဲ့အထိဖြစ်ခဲ့ရတယ်ဗျအဲ့ဒါကြောင့်မလို့သူရဲ့ customer ပေါင်း6သိန်းကျော်ဒုက္ခရောက်နေရပြီးတော့သူရဲ့ဝန်ထမ်းပေါင်း2200ကျော်ကလည်းလုံလက်မဲ့ဘဝကိုရောက်သွားခဲ့ရတယ်ဗျနောက်ထပ်အနေနဲ့ပြောရင်ဤပညာပြောင်းလဲမှုတွေမှာနောက်ကျကြံခဲ့လို့တိမ်မြုပ်ခဲ့ရတဲ့ကုမ္ပဏီဆိုရင် Kodak ရှိမယ်ဗျ Kodak ကင်မရာတွေကကျွန်တော်တို့ဒီ film နဲ့ရိုက်တဲ့ခေတ်မှာနာမည်ကြီးကင်မရာမျိုးစားဖြစ်ခဲ့ပေမဲ့သူက digital ကင်မရာခေတ်ပြောင်းအချိန်ကိုရောက်တဲ့အချိန်မှာလိုက်မပြောင်းနိုင်ခဲ့လို့တခြားပြိုင်ဘက်တွေနဲ့ရှင်သူကနောက်ကျကြံခဲ့တယ်ဗျဒါနဲ့ဆက်ပြီးကျွန်တော်စဉ်းစားမိတာတစ်ခုကအင်တာနက်ကကျွန်တော်တို့ user တစ်တွေအတွက်နောက်ဆုံးပေါ်ဤပညာတစ်ခုပဲဗျဒီဤပညာကအလောက်ခိုင်တစ်တွေကိုဖတ်တီးပေးသလိုကျွန်တော်တို့ခင်းထဲမညီတဲ့အကြောင်းအရာတွေကိုလည်းရှင်းလိုက်တယ်ဗျဥပမာကျွန်တော်တို့မြန်မာနိုင်ငံမှာ2023မတိုင်ခင်တုန်းကဆိုမိုဘိုင်းဖုန်းသုံးနိုင်တဲ့လူကလူကြီးရဲ့100%နောက်မှမရှိခဲ့ဘူးဗျနောက်ပိုင်းမှာတယ်လီနောလို့ကုမ္ပဏီကြီးတွေဝင်လာပြီးတော့စင်ကက်ရဲ့ဈေးတွေက1500နဲ့ရနိုင်တဲ့အတွက်ကြောင့်မလို့လူတိုင်းဒီပါဖုန်းကိုင်းနိုင်ကြတယ်ဗျဒါပေမဲ့တခြားတစ်ဖက်မှာတော့လမ်းဘေးဖုန်းဆိုင်တွေပျောက်သွားခဲ့တယ်ဗျအဲ့ဒီလိုပျောက်သွားလို့လမ်းဘေးဖုန်းဆိုင်မှာလုံနေတဲ့အလုပ်တွေလည်းပျောက်သွားတယ်ဒါမှမဟုတ်ဖုန်းဆိုင်ဖွင့်လာတဲ့လူတွေလည်းပိုဝင်ငွေလျော့သွားတယ်ဗျနောက်ထပ်တစ်ခုအနေနဲ့မြန်မာပြည်မှာ Facebook ထုံးကားလာတော့အကောင့်ဖက်အနေနဲ့ဆိုရင်သတင်းတွေကိုကျွန်တော်တို့ကအချိန်နဲ့တပြေးညီတည်လာနိုင်တယ်ဒါပေမဲ့တခြားတစ်ဖက်မှာတော့ဤပညာရဲ့အမြန်နှုန်းမလိုက်နိုင်တဲ့အပတ်စဉ် journal တွေနဲ့နေ့စဉ်ထုတ်သတင်းစာတချို့တွေလုပ်ငန်းကိုပိတ်လိုက်ရတယ်ဗျနောက်ထပ်လည်းကျွန်တော်တို့ဒီဤပညာကြရတွေအကြောင်းမလို့လုပ်ငန်းတစ်တွေထပ်ပြီးပေါ်လာမယ်ပြီးတော့တမယိုးကြားလုပ်တဲ့လုပ်ငန်းတွေဆက်ပြီးတော့ပျောက်သွားအောင်ပဲဗျအဲ့ဒါကြောင့်ဒီနေ့ခေတ်မှာဤပညာအပြောင်းလဲကိုအမိလိုက်နိုင်ဖို့အရင်ရေးကြီးတယ်ဗျတကယ်လို့များဒီဗီဒီယိုကြည့်နေတဲ့လူကဤပညာအပြောင်းလဲကိုလက်မခံနိုင်တဲ့တတိလုပ်ငန်းရှင်တရားရောက်စီမှာအလုပ်လုပ်နေရင်ဤပညာကိုလက်ခံတဲ့လုပ်ငန်းမှာအလုပ်ရဖို့စပြီးအလုပ်ရှာဖို့တိုက်တွန်းပါတယ်ဗျငါကတော့ငယ်ငယ်တုန်းကဒီလိုလုပ်နေတာငါပိုတည်တယ်ဒီလိုပဲလုပ်အထွန်းမတန်းနဲ့ဆိုပြီးပြောနေတဲ့လုပ်ငန်းရှင်တွေကြံတော့မဲ့ခေတ်ကိုရောက်နေပါပြီဗျဤပညာအပြောင်းလဲတွေကအရင်မြန်ပါတယ်ဒါကြောင့်ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေရောဤပညာအပြောင်းလဲတွေကိုလိုက်ဖို့အဆင်သင့်ဖြစ်ပြီလားဆိုတော့ comment မှာရေးခဲ့ပေးပါအောင်ဗျအားလုံးကျေးဇူးများတင်ပါတယ်